အားလုံးပဲမင်္ဂလာပါခင်ဗျကာကောင်မင်္ဂလာတဲ့မိုင်းစင်ကတာလီဆောပါမငဲတာဟောစားလိုက်ကျွန်တော်ဒီနေ့နေ့လည်စာလေးကိုစားရတော့မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့စရာလေးနဲ့ဒါဘယ်ဘက်ချက်ပင်ဒါလေးအချိန်မှဝက်တာပင်ခုနချက်ထားတဲ့ဘူးပဲလေးနဲ့စားပါမယ်ခင်ဗျဒါဘူးပဲခုနချက်ထားဘယ်ဘက်ချက်ဘူးပဲလေးနဲ့ညဒီမပိုင်မဆိုင်တမင်သားမကောင်းကဲစားပါမယ်ကြည့်ပါလိမ့်ခင်ဗျပြန်ပါကိုချက်ကိုကောင်းတယ်นี่ใช่อ๋อ我也觉得，嗯。